เป็นเลกเหตุสัญญาเดสุดาสื่อมันต้องบานบาได้เป็นธนาชาพื้นถูได้บ่าเบ้ตุลูกะลาป้าบีสวยสองหมูชีบงปอไปไหมนาเมจีเดมองไปชันตะคุชีได้บ่าเด้ตุลูกเป็นเลเพียงเยอะรู้ไม่ติโลดองแต่มัดโลยาบ่าเด้สัญญาดีกะกงซาบ่าเด้เป็นด้วยสื่อแสนด้วยเป็นเลมอดีโปมาดีตีกองด้วยครูด้วยกมากองด้วยงากันนังปูสนพาปูเตญโยนะจวดด้วยเพียงยงชิงแต่มั่มหูตัวช้ากองตีเตลีดีกูเลยสาตจ่าบ่าเด้ตะขาตะลีชินตะกองลงกูตะลุกเต้เนี่ยมิวชาพิตาบ่าเด้ชินดีเดมกะเวตีกองดีกูเลยสาบ่าเด้ดาเดมกะเทบาบูยีแค่หมกปีซาปองหมกแต่มั่มหูไม่ปงเทกะบามาโซตุรุสาไหนมาเด้ดีเล่าซาเสียปอนี่ละจังตุรุอันนี้เนี่ยชินทำผู้เตะตะช้าตุเรเนี่ยได้ใครนี่บูมาโลบาบูดาเบเมตุรุกะโปบีดอโลชินจ่าบ่าเด้ရွေးချယ်စရာတွေအများကြီးရှိပေမဲ့သူတို့ကဥတွေငှက်ကလေးတွေဒါမှမဟုတ်တချို့သောငှက်ကြီးတွေဟိုတောင်စားဖြစ်တတ်ပါတယ်။ဇင်ရောတွေကပြောင်းဝဲပြီးငါးတွေတီးကောင်းတွေဒါမှမဟုတ်ပင်လယ်တ attva အသေးလေးတွေကိုဖမ်းဆီးစားတောက်တတ်ပါတယ်။ဒါပေမဲ့သူတို့ပြင်းလာတဲ့အခါမှာတော့ငါးဒါမှမဟုတ်ကမားတွေဖမ်းထားတဲ့ puffin ငှက်တို့တန်းဇင်ရောငယ်တွေလို့တခြားငှက်တွေကိုလိုက်ရှာပါတော့တယ်။ကန်ချေမှာ puffin ငှက်တစ်ကောင်ကိုတွဲလိုက်ပြီးဆိုတာနဲ့ဇင်ရောကအဲ့ဒီငှက်စီထွားပြီးသူ့ဖမ်းထားတဲ့ငါးကိုပေးဖို့ချင်းထောက်ပါတော့တယ်။အကယ်၍ puffin ကအစာပေးလိုက်ရင်တော့လွတ်မြောက်သွားမယ်။ဒါပေမဲ့ညင်းဆန်ခေနေတော့ထူးချိတ်ကန်းကြောက်ပြီးအဖြစ်ဖေခံရပါလိမ့်မယ်။သဘောတူတူမတူတူငါးကတော့အလူခံရမှာပါပဲ။တချို့အခြေအနေတွေမှာဆိုရင် puffin ငှက်ကိုယ်တိုင်တော့အစာဖြစ်သွားရတတ်ပါပဲ။ဇင်ရောတွေကလူမိုက်အငွေအထက်တွေထွက်နေတာကြောင့်အခြားငှက်အများစုဟာသူတို့ဖမ်းထားတဲ့အစာကိုဖြစ်ချပြီးထွက်ပေးသွားလိရှိကြပါတယ်။ဒါပေမဲ့ဇလန်ကဒီမာတင်မစွန်သေးပါဘူး။ဇင်ရောကတိတ်တဆိန်နော့ကလိုက်ပြီးအသိနေရာကိုမှတ်ထားတတ်ပါတယ်။ပါဖင်ကအစာသွားရှာတဲ့အချိန်မှာတော့ဇင်ရောကဥတွေဒါမှမဟုတ်အကောင်ဖောက်လီတွေကိုအကုန်စားပြီးပြန်တန်းထက်ခွာသွားပါတော့တယ်။ဇင်ရောတွေကဘဲဥတွေနဲ့ဘဲပေါက်လီတွေကိုတောင်စားတတ်ကြပါတယ်။အကယ်၍တင်ဟာသူတို့ရဲ့မျိုးဖွားမှုဆိုင်ရာဗီဒီယိုလေးတွေကိုကြည့်ဖူးရင်ဘဲမလေးတွေအဲ့ဒီတားပေါက်လေးတွေရဖို့ဘလောက်ပင်ပန်းခဲ့ရလဲဆိုတာနားလည်နိုင်မှာပါဒါကိုဇင်ရောကတခါတည်းနဲ့မျိုးချပစ်လိုက်တာပါတခြားငှက်တွေတင်မကပါဘူးဇင်ရောမျိုးစိတ်အတော်များများကမျိုးတူချင်းပြန်စားတဲ့ကန်နီဘယ်ရီပါသူတို့ဟာတခြားဇင်ရောတွေရဲ့ဥနဲ့တားပေါက်ကိုခိုးစားတတ်ကြပါတယ်အကယ်၍အစာမတွေ့ရင်ဒါမှမဟုတ်အစာစားဖို့ပြင်းနေရင်သူတို့ရဲ့စာလောင်မှုကိုဖြည့်ဆည်းဖို့အတွက်မိမိတို့ရဲ့သားသမီးတွေကိုတောင်ပြန်စားတတ်ကြပါတယ်။ဟုတ်ပါတယ်။အနီးကကြည့်ရင်သူတို့ကတဲထိရင်ဖို့ရုပ်ရှင်တွေထဲကလို့ကြောက်စရာကောင်းလာပါတယ်။ဇင်ရောတွေကတွေးသမျှပင်လယ်နက်တိုင်နဲ့ရန်ဖြစ်တတ်ကြပါတယ်။ Albatross နဲ့ငန်းတွေလိုငှက်ကြီးတွေကိုတောင်မရှောင်ပါဘူး။ဝေလာငါးတွေနဲ့ငါးမိုင်းတွေရေမျက်နှာပြင်ပေါ်ကိုအသက်ရှူဖို့တက်လာတဲ့အခါမှာတောင်သူတို့ကကြိုးစားတတ်ကြပါတယ်။ပြင်းထန်ထိုးစိတ်ပြီးအနာရယာထိစေကသူတို့ခန္ဓာကိုယ်ကအသားစားတွေကိုပါဆွဲဖက်ယူတတ်ကြပါတယ်။သူတို့ကတကယ့်ကိုလူမိုက်တွေပါပဲ။တခြားငှက်တွေကိုချင်းချောက်ပြီးအစာကိုအထင်းအဓမ္မလူယူတတ်ကြပါတယ်။ UK ကအစီရင်ခံစားတစ်ခုအရာကန်းချေလာရောက်လက်ပတ်တူ80ရာခိုင်နှုန်းခန့်ဟာဇင်ယော်ဒီရဲ့အစာလူယူခြင်းကိုကြုံတွေ့ခဲ့ရဖူးပြီး20ရာခိုင်နှုန်းခန့်ကတော့ဇင်ယော်ဒီအစာလူခြင်းမှာတိုက်ခိုက်ခြင်းကိုပါခံခဲ့ရပါတယ်။ဒါကြောင့်အတူချုပ်ပြောရရင်ဇင်ယော်ဒီကိုခိုးမှုလူရမှုကိုထိလက်ရောက်ကျူးလွန်မှုလက်ဖျားမှုပစ္စည်းဖျက်ဆီးမှုလူမိုက်ဆန်မှုအနိုင်ကျင့်မှု6လန့်တောင်းယူမှုကလေးသူငယ်ခိုးယူမှုအစရှိတဲ့ဖိမှုပေါင်းများစွာနဲ့တရားစွဲဆိုလို့ရနိုင်ပါတယ်